ရိသတ်တွေရဲ့ချိန်စာကြောင့်မြင်းပေါ်ကပြုတ်ကျခဲ့ရတဲ့အလင်းရောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဟာသားတွေပြောတတ်ပြီးတော့ပရိသတ်တွေရဲ့အချစ်ကိုရရှိထားပေမဲ့လူကြိုက်များတဲ့ဝတ္ထုဖြစ်တဲ့လက်ညှိုးထိုးရပန်းဝေသည့်ဝတ္ထုကိုဇက်ကားအဖြစ်ပြန်ရိုက်လို့လူအများရဲ့မေတ္တာပို့ခြင်းခံနေရတဲ့မင်းသားအလင်းရောင်ကတော့ရက်ကွေးမှာပြင်းထန်တဲ့ဒဏ်ရာကိုရရှိခဲ့တာဖြစ်ပါတယ်မင်းသားလင်းအောင်ကတင်ဆောင်နယ်ဝင်းနဲ့ပထမဆုံးရိုက်ကူးပြီးတော့အနုပညာလောကထဲမှာနာမည်ရလာတဲ့သူတစ်ယောက်ပါမြန်မာမင်းသားတွေထဲမှာသူမတူတဲ့တရုပ်ဆောင်မှုတွေနဲ့ပရိသတ်တွေရဲ့အကြိုက်ကိုရရှိထားခဲ့တဲ့သူလည်းဖြစ်ပါတယ်မင်္ဂလိတွေရဲ့အကြိုက်နဲ့ကန့်ညီတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးတော့ရဲစရာတွေပြောတတ်တဲ့ပင်ကိုစရဲ့အကြောင်းလူတွေရဲ့ချစ်ခင်ခြင်းကိုလည်းရရှိနေရဖြစ်ပါတယ်ဒီလိုမျိုးအချစ်တွေနဲ့အမြဲဝန်းရံခံနေရတဲ့မင်းသားကစာရေးဆရာတိုးဆောင်ရဲ့လက်ညှိုးထိုးရပန်းဝေသည့်ဝတ္ထုကိုဇက်ကားအဖြစ်နဲ့ပြန်လည်ရိုက်ကူးရေးမှာကနောင်နေရာကနေပါဝင်ရတဲ့အချိန်ကနေစပြီးတော့အညံ့တွေနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ဒီဇလန်ကလူငယ်စာဖတ်သူတွေကြားမှာအတော်လေးရေပန်းစားပြီးတော့တဲတဲလို့အကြိုက်ခံရတဲ့ဇလန်တစ်ပုဒ်ဖြစ်ပါတယ်။အချစ်ကြီးပုံအတ္တနဲ့အညိုးကလေးစားတွေကြောင့်ကြောချမ်းဖို့ကောင်းတဲ့ဟော်ရာအသင့်အချစ်ကိုဇက်အိမ်ခိုင်ခိုင်ဆန်းဆန်းနဲ့ဖွင့်နှဲ့ထားတဲ့ဇလန်တစ်ပုဒ်ပေါင်းမင်းသမီးနေရာမှာနော်ဖွားရထားကိုထည့်သွင်းရိုက်ကူးလိုက်ကြတဲ့ကပရိသတ်တွေရဲ့အမုန်းတွေကိုရရှိထားတဲ့ဒီဇက်ကားရိုက်ကူးမှုဟာအခုချိန်မှာတော့ပရိသတ်တွေရဲ့ချိန်စာစူးပြီးလို့ပြောနေကြတာဖြစ်ပါတယ်ဒီဇလန်မှာမြင်းစည်းတဲ့ဇဝင်ခန်းတွေများစွာပါဝင်တဲ့အတွက်မြင်းတွေနဲ့ရိုက်ကူးရတဲ့အခန်းတွေလည်းများပါတယ်။မြင်းစည်းကျွမ်းကျင်ဖို့အတွက်လေ့ကျင့်ထားခြင်းတွေလည်းနှဲပါတဲ့အတွက်ရိုက်ကွင်းမှာမတော်တဆမှုဖြစ်ပြီးတော့အလင်းရောင်ရဲ့ရင်ဘတ်ဟာမြင်းအနှင်းခံခဲ့ရတာဖြစ်ပါတယ်။ရခင်လာတွေကပရိသတ်တွေရဲ့စားနောက်ခြင်းခံခဲ့ရတဲ့နိုသီးထိတ်မှာအလားတက်ဆင်ထားတဲ့ဖန်စီလေးကမြင်းနေတဲ့တန်းကြောင့်ကျိုးပြီးတော့အသားတွေကိုဆိုက်ဝင်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးရိုက်ကွင်းမှာအနာတရားဖြစ်တာကဖြစ်ခဲ့လာတဲ့အရာဖြစ်ပါတယ်။အလင်းရောင်နေတဲ့ကံညံ့တွေရှိနေလို့အခုလိုမျိုးထိခိုက်မှုကြီးဖြစ်နိုင်တာဖြစ်ကြောင်းလူအများကတော့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။နောက်ဖွက်ရထားကြောင့်ရိုက်ကူးရေးအဖွဲ့သားတွေအကုန်ဒုက္ခရောက်ကုန်ကြတာဖြစ်တယ်လို့လည်းစာအုပ်ချစ်ပရိသတ်တွေရဲ့စကားအသံတွေထွက်ပေါ်နေရပဲဖြစ်ပါတယ်။အလင်းရောင်ကတော့ပြင်ပလောကမှာလည်းပျော်ပျော်နေပြီးတော့လူတွေရဲ့အချစ်ကိုလည်းရရှိထားတဲ့သူပါ။မင်းသမီးခင်ဝန်းဝါနုနဲ့သာအပေါင်းအသင်းလုပ်ပြီးတော့လူမှုရေးအရှုပ်ရှင်းတွေလည်းမရှိတဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးအချစ်တွေကိုရရှိထားတဲ့သူတယောက်ကအခုလိုအနာတရားကြီးရရှိလာတဲ့ပုံမှာမယိုးသားကြောင့်လူအများကပြောဆိုနေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ပြန်သက်သာနေပြီဖြစ်ပေမဲ့အတွင်းခြေတန်းရာတွေဖြစ်မှာစိုးရိမ်ရတဲ့အတွက်စေကူသားမှုတွေကိုခံနေရဆဲဖြစ်ပါတယ်။လက်ညှိုးထိုးရပန်းဝေသည့်ဝတ္ထုကဇလန်ကျော်ရိုးကိုကနှက်ကြီးပြီးတော့အယူသီးတဲ့ခံစားချက်ကိုပေးရတဲ့အတွက်ဇက်ကားရိုက်ကူးရေးအစမှတင်ပရိသတ်တွေရဲ့မေတ္တာပို့သအသံတွေကိုရရှိခဲ့ကြတာဖြစ်ပြီးအခုလိုမျိုးအဖြစ်တွေကိုရင်ဆိုင်ရတာဖြစ်တယ်လို့ဆိုနေကြတာဖြစ်ပါတယ်။မြင်းနှင်းလိုနှိုးကြည့်ခဲ့ရတဲ့မင်းသားအလင်းရောင်ရဲ့အဖြစ်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်